ချက်ကတော့20စိတ်လောက်ခူးဘူးခုလေးကြည့်အောင်အိုက်ဘက်တော့ကျမှန်ဘူးဒီလေးစတော့ပြီးနေပဲကျုပ်ကတော့တိုင်မထားရတာကိုဒုက္ခအေးလို့သဘောကျတယ်တော့မြန်မာချက်ကတော့စီပီလိုမဟုတ်ဘူးနော်မမရိုးကြည့်မယ်အတိုင်းဟင်းချက်တဲ့အခါလေငပိနည်းနည်းလေးထည့်လို့ရှိရင်ပြောလို့လေအဲ့ဒီလည်းကြီးရမဟုတ်ဘူးဒူးကြီးရလေးဒီနောက်ကြီးရလေးအားရွယ်အောင်တော်မြည်တဲ့တော့ကိုရသေးရောက်နေပြီရောဖလူသေးလေးဆောင်ထားအောင်ဘူးဒီသင်းချက်ကတော့20စိတ်လောက်ခူးဘူးခုလေးကြည့်အောင်အိုက်ဘက်တော့ကျကောင်းပါနဲ့ဒီမှာပေးချင်းမှတီးနေလားကြည့်နေမှာနှလုံးတောင်ပါပဲဟုတ်လားအေးလားဒီကိုအကင်းလေးအိုက်ဟုတ်ပါဩဒါအဖေတို့ညာမှာစိုက်တဲ့တဖားပင်ပေါ့သူကလေအသီးကအရှည်ကြီးတွေတီးတာမြေကြီးရဟိုမှာပေါင်းနေရှုပ်နေကြတော့လေအသီးကြီးရင်ရှင်တိုးတက်တာအောင်လို့ဒီလိုစင်လေးတွေတင်ထားတာပေါ့ဒီမှာအခုအသီးလေးစတော့တီးနေပေါ့မိုးနေတော့ပဲသီးကြီးတီးဦးလားဟာအဲ့ဒါမျိုးကောင်းလို့ကိုအတောင်းလဲကြီးတယ်ဟာဒီကျုပ်ကတော့တိုင်မထားရတာကိုဒုက္ခအေးလို့သဘောကျတယ်တော့ရာသီတော့ကွက်ဖြစ်တဲ့အချိန်ဆိုလေခက်ကိုမိတယ်။လူရနေမိုးကူကူမိုးကနေဆောင်းကူကူကျုပ်ပါတာပဲတော့ကွက်ဖြစ်တဲ့ထဲတော့။ဟောကဆိုအစာနဲ့ကူရတယ်ဟာ။ငါတော့ဒီလိုတော့ကွက်ရသည်ဆိုရင်လေအထမင်းစားလို့ရှိရင်ကြက်သွန်နီနဲ့ငပိနဲ့တို့စားတယ်။နောက်ပြီးတော့ကြတော့အခါးတွေလည်းစားတယ်။အဲကြောင့်ငါတော့ကွက်ရသည်သူများတွေဖြစ်တယ်လို့ငါဖြစ်ခဲတယ်။ကျုပ်ကတော့ညအေးပတ်သွားတယ်ထင်ပါတယ်တော့ဖြားကျင်တယ်လို့ဖြစ်နေတယ်။အေးအဲ့လိုမှဆိုရင်လည်းဆေးလေးတောက်ပြီးနားလိုက်ပါအောင်လား။အေးပတ်တာဆိုတော့ခေါင်းကိုက်ချင်တယ်လို့နှာစီးချင်တယ်လို့ချောင်းဆိုးချင်တယ်လို့နဲ့အကြောင်းအစုံတော့ဆေးပေါင်းစုံလည်းကျုပ်ကမတော့ချင်ဘူး။အရင်ကတော့ဆေးတစ်လုံးစီမတော့လဲရပါတယ်ဟာ။ဖလူဆက်ရှိတယ်လေ။ဟိုတနေ့ကဖုန်းကြည့်လိုက်တော့လေလိုင်းမော့မှာဆောင်းတယောက်ညွှန်းထားတာတွေ့တာဗျာ။ဖလူဆက်ကဟိုတုတ်ကွေးအတွက်ကောင်းတယ်ဆိုတာနဲ့ငါနင်းသမီးတွေဝခန်းလိုက်တာဖလူစီကအေးမိတုတ်ကွေးကြောင့်ဖြစ်တဲ့နှာစီးတာတို့နှာပိတ်တာတို့ခေါင်းကိုက်တာတို့နောက်လေဟိုချောင်းဆိုးတာဖြားနာတာတွေအတွက်လေဒီလုံးနဲ့တောင်းရုံနဲ့တက်တာသွားအောင်လို့ပေါင်းထုတ်ထားတာလေဗျာခေါင်းကိုက်ပါတယ်ဆိုတော့ကြော်ညာဝင်နေသေးတယ်အိမ်ရောက်ပါပဲကျုပ်ထမင်းလေးစပြီးဖလူစစ်တောက်လိုက်တော့မြန်မာချက်ကတော့စီပီလိုမဟုတ်ဘူးနော်မမရိုးကြည့်ပဲလူမအမျိုးချက်မှာအယိုးတဲ့မြန်မာချက်ကတော့အယိုးပုံများတယ်အဲ့ဒါကြောင့်မလို့စီပြန်ချက်တာချက်လေအရေးကြိုးလေးချက်ရင်ပို့ပြီးတော့ကောင်းတယ်ကြက်သားလေးချက်ဖို့အတွက်ကိုတော့ဂျင်းကျက်သွန်ဖြူထောင်စားစနွင်းငပိအနှဲငယ်နဲ့ငရုတ်သီးမုံအနှဲငယ်ငါမြာရီတို့ထည့်ပြီးတော့တေချာလေးစုံနေပေးလိုက်ပါမယ်ပြီးမှစီလေးထည့်ပြီးတော့လုံးပြီးတော့တည်ထားပေးလိုက်ပါမယ်အဲ့တော့တို့အိမ်ကလေကြက်သားပဲချက်စိတ်သားချက်ဝက်သားပဲချက်အခုလိုမျိုးလုံးပြီးတော့ချက်တာများတယ်ဟိုကျက်သွန်နီနဲ့အနှစ်မများလေးစီတက်ပြီးတော့စီပြန်လေးချက်တာလည်းချက်လို့ရပါမယ်လေအခုလိုလေးချက်တာကိုပို့ပြီးတော့ကြိုက်လို့မလို့ဒီလိုချက်တာများတာပေါ့ပြီးတော့လေအတိုင်းဟင်းချက်တဲ့အခါလေငပိနည်းနည်းလေးထည့်လို့ရှိရင်ပြောလို့လေအဲ့ဒါသူကအရာသားမုံစားတယ်ဆိုလို့ရှိရင်ငပိနည်းနည်းလေးထည့်မချက်လဲရတယ်ဒါတော့တို့ကြတော့အရာသားမုံမထည့်ပေးချက်တာဆိုတော့ငပိနည်းနည်းလေးပါမှာပို့ပြီးတော့ဟင်းကစားလို့ကောင်းတာအဲ့ဒါကြောင့်မလို့ထည့်ပြတာပေါ့အခုလိုလေးလုံးရည်လေးခမ်းသွားပြီဆိုရင်တော့အသားနူးအောင်လို့ရင်းနှီးလေးထည့်ပေးလိုက်ပါတော့မယ်လေထမင်းလေးစားပြီးလို့ရှိရင်လေဒီဖြူစေးလေးတောက်လိုက်ဟောဖြူစေးရကြတော့အေးမိတုပ်ကွေးတွေအတွက်သူကထုတ်ထားတဲ့ဆေးသူ့မှာပါတဲ့ပါရာစီတမောကကြတော့ဖျားမာတာတွေတက်တာသေးတယ်ပြီးတော့ကြတော့သူ့မှာပါတဲ့ဒက်စတိုမီတာဖျားကြတော့ချောင်းဆိုးတာကိုတက်တာတယ်ပြီးတော့ဒီဖီနိုင်းလက်စပရင်ကကြတော့နှာဆေးတာကိုတက်တာတယ်လေကသူကအကုန်လုံးပေါင်းပြီးတော့ဆေးတစ်လုံးလုံးနဲ့ထုတ်ထားတာဆိုတော့လေလိုဆေးအများကြီးမတောက်ချင်တဲ့လူတွေတက်ရှင်းပြီးပြေးပါလိမ့်မယ်။အဲဆိုရင်တော့နေ့လက်စားထမင်းစားလိုက်ပါဦးမယ်။အားလုံးလည်းထမင်းစားဖို့ဖိတ်လို့ပါတယ်နော်။
ခုလာတဲ့ဘေဘီတွေများလို့လေတမိဒါအခုနည်းနည်းတဝက်ခွဲပြုတ်ထားတာညနေကြလဲချက်အောင်မှပြီးတော့ကျတော့ဟိုဒွေးကြီးလိုတွေတင်းလို့လည်းပေးလိုက်ပြီး ငါပြီးပဲရီနဲ့ဒီရမဟုတ်ဘူးဘူးကြီးရလေးတွေနောက်ကြီးရတယ်အာရွယ်ဆေးမဲမီဦးဆိုတဲ့စကားတော့ထားရတာမဟုတ်ဘူးဟာ ကျောက်သမီးတွေပကံဆေးနေလို့ပါတော့ ရော့ ဖလူဆေးကတော့အေးမီတုပ်ကွေးနှာစေးချောင်းဆိုးပြောက်တဲ့ဆေးလေးပါဖလူဆေးကိုတော့ဖျားနာကြိုက်ခဲရတဲ့အတွက်ပါရာစီတမော900မီလီဂရမ်ရဲ့နှာစေးနှာပိတ်တာတွေအတွက်ဖိနိုင်းလက်ဖရင် HCl 10မီလီဂရမ်ရဲ့နဲ့ချောင်းဆိုးတာတက်တာစေဖို့အတွက်ဒက်စတိုမီတာဖန်10မီလီဂရမ်တို့ကိုပေါင်းစပ်ပြီးတော့ထုတ်ထားတာပါဒါကြောင့်အခုလိုတုပ်ကွေးရည်ရောက်ပြီဆိုရင်တော့အေးမီတုပ်ကွေးတွေကိုတက်တာစေတဲ့ဖလူဆေးလေးစောင့်ထားလို့ရပါတယ်နော် တို့တင်နေကောင်းလား သုံးတာတောင်ကြီးလို့ ဒီတောင်တော်မြည်တဲ့တုပ်ကွေးရည်ရောက်နေပြီရောဖလူစစ်လေးဆောင်ထားအောင်မမဒါလေးကဖလူစစ်အေးမီတုပ်ကွေးဖျားနိုင်တောက်လို့ရတယ်နော်အစာလေးစားပြီးမှတောက်နော် အေးပါအေးပါ ဘေးတင်ကြံနေစားပြီးတော့ဖျားရင်ဒီမှာဖလူစစ်တောက်လို့ရတယ်